ဒီစကားလုံးလေးကလေအတန်ထွက်ရခက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီနေ့အတူတူဖြည်းဖြည်းချင်းလေ့လာကြည့်ကြမယ်ဟုတ်ပြီနော်ဒီနေ့ကျွန်မ cover လုပ်မှာဒီ Standard American English အတန်ထွက်ဖြစ်ပါတယ်ကဲကြည့်လိုက်ရအောင်နော်ပထမဦးဆုံး S တန်ကိုအတူတူထွက်ကြည့်ကြမယ် Okay ပြီးလို့ရှိရင်သူက Q ဆိုပေမဲ့ Q တန်မထွက်ဘူးနော်ဒီမှာတော့ K တန်ထွက်တယ်အဲ့တော့နှစ်ခုပေါင်းမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင် W တန် W အဲ့သုံးခုကိုပေါင်းမယ်နော် score လိုက်ပြောကြည့်ပါဦး score အနောက်ကကြတော့သူက R တန်ကိုထွက်ရတယ်အနောက်က dark L တန်လည်းပအောင်ထွက်ရတယ် roll L တန်ပါရတယ်နော်အဲ့ဒီတော့ပေါင်းမယ်ဆိုလို့ရှိရင် squirrel လိုက်ပြောကြည့်ပါဦး squirrel ဖြစ်ပါတယ်နည်းနည်းလေးကတ်တယ်နော်ဒါဆိုရင် example စာကြောင်းလေးတွေကြည့်လိုက်ရအောင် I saw a squirrel in the park ပန်းခြံထဲမှာငါရှင့်တစ်ကောင်တွေ့ခဲ့သေးတယ် The squirrel was very fast အဲ့ဒီရှင့်ကအရမ်းမြန်တာပဲ The squirrel has a big fluffy tail အဲ့ဒီရှင့်ရဲ့အမီးကလေကြီးပြီးတော့ပွားပွားကြီးဟုတ်ပြီနော်နောက်ဆုံးတစ်ခေါက်လောက်အတူတူအတန်ထွက်ကြည့်မယ်နော် squirrel ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်